ဆူနီအိုရဲ့မတင်ကားစရာကောင်းတဲ့ဝမ်းကွဲအကူကတကယ်ကိုတထေးကြီးဗျသူကနိုင်ငံရခြားကနေအနီရောင်ပြိုင်ကားအလန်းစားတစ်စီးကိုမှာယူတင်သွင်းခဲ့တယ်အဲ့ဒီကားမျိုးကတကဘာလုံးမှာ90စီးပဲရှိတာလေအဲ့ဒါနဲ့သူကဆူနီအိုရဲ့တငယ်ချင်းတွေကိုကားပတ်စီးဖို့ဖိတ်ခေါ်လိုက်တယ်ဒါပေမဲ့ပြဿနာကကားထဲမှာ4ယောက်ပဲဆန်တာရှီဇူကာကတူးတဲ့သောမိန်းကလေးမို့လို့ပထမဆုံးဦးစားပေးနေရသွားတယ်ဆူနီအိုနဲ့သူ့အကူကတော့အင်ရှင်တွေဖြစ်လို့မဖြစ်မနေလိုက်ရမှာဆိုတော့နောက်ဆုံးကြံတဲ့တနေရာအတွက်နိုဘီတာနဲ့ဂျိုင်ယန်တို့လူရမလို့ဖြစ်သွားတာပေါ့အဆုံးသတ်မှာတော့ဂျိုင်ယန်ကပဲနေရာရသွားပြီးနိုဘီတာတယောက်ဒေါသကြီးနဲ့အိမ်ပြန်လာခဲ့ရတယ်နိုဘီတာလည်းစိတ်ပြေလက်ပြောက်ကာတွန်းစာအုပ်ဖတ်ဖို့လုပ်ပေမဲ့အမေကကာတွန်းစာအုပ်တွေအားလုံးကိုလွှင့်ပစ်လိုက်ပြီလေကြံခဲ့တဲ့စာအုပ်တွေကလည်းပြင်းစရာကောင်းတဲ့အထုပ်ပတိစာအုပ်တွေကြီးပဲမှုသူလုံးဝအာရုံစိုက်လို့မရဘူးဒါနဲ့နိုရီတာလည်းအောက်ထပ်ဆင်းပြီးဒိုရေးမိုးနဲ့အတူ TV ကြည့်ဖို့လုပ်ပြန်ရောဒါပေမဲ့အကောင်းဆုံးအပိုင်းရောက်ခါနီးမှာ TV ကပြတ်သွားတာကြောင့်နှစ်ယောက်သားတော်တော်လေးစိတ်တူသွားကြတယ်နိုဘီတာက TV ကိုပြန်ကောင်းမလားဆိုပြီးရိုက်နှက်ဖို့လုပ်ရင်းမှားပြီးစပွဲခုံကိုခက်ပြင်းပြင်းကန်မိသွားတယ်နားလုံးလိုကျမ်းပြင်ပေါ်လဲကျသွားပြီးနိုဘီတာတယောက်စိတ်ပေါက်ကွဲကသူ့ရဲ့ကန်ဆိုးလုံးနဲ့နေအကြောင်းဒိုရေးမိုးကိုငိုယိုပြီးတိုင်တော့ပါလေရောတောက်မင်းမလာခင်ထိအကောင်းကြီးရှိနေတာဗျာဆိုပြီးတော့ပေါ့ဒါနဲ့ပဲဒိုရေးမိုးကတက်မဲ့ပစ္စည်းတွေကိုစိတ်ညို့တဲ့အတန်ချက်ဆက် inanimate hypnosis microphone ကိုထုတ်ပေးလိုက်တယ်အဲ့ဒါကအသက်မရှိတဲ့ပစ္စည်းတွေကိုစိတ်ညို့လို့ရတာဥပမာမှန်ကိုဒါဟာ TV လို့ပြောလိုက်ရင်ရုပ်ရှင်တွေချက်ချင်းပေါ်လာပြီးဗီဒီယိုလက်ကင်ကတော့ remote ဖြစ်သွားတာပေါ့လှည့်လိုက်ရုံနဲ့လိုင်းပြောင်းလို့ရတယ်နိုဘီတာလည်းစိတ်ကူးကောင်းတစ်ခုရသွားပြီးအတန်ချက်ဆက်နဲ့အယုံမကြီးကိုစိတ်ညို့ကကာတွန်းစာအုပ်အဖြစ်ပြောင်းလဲလိုက်တယ်ပြီးတော့ဖွင့်ဖက်ပြီးနှစ်ယောက်သားတခိခိနဲ့သဘောကျနေကြတာပေါ့နောက်ပြီးနိုဘီတာကသူ့စာရေးစာပွဲကိုစနေရအဖြစ်စိတ်ညို့လိုက်ပြန်တော့စပယ်ပုံးတွေကနေတာယာတဲ့ဂီတတန်တွေထွက်လာတယ်ဒိုရေးမုန်းကလည်းတင်းပုတ်တစ်ခုကိုယူပြီး trumpet အဖြစ်ပြောင်းလိုက်ပြီးနှစ်ယောက်သားအခန်းထဲမှာတီးမုတ်ကခုန်ကြတာပေါ့အတန်တွေကအောက်ထပ်အထိရောက်သွားတော့အမေကစိတ်တူပြီးအိမ်နီးနားချင်းတွေကြားတော့မှစိုးရိမ်လို့အပေါ်ထပ်ကိုတက်လာတယ်သူတို့လည်းလမ်းဖြတ်သွားပြီးကန်ကောင်းထောက်မှစွာပဲနိုဘီတာကဒုတိယထပ်သတင်းပေါက်ကိုပထမထပ်သတင်းပေါက်ဖြစ်စိတ်ညို့လိုက်တယ်အမေဒုတိယထပ်ခန်းထဲကိုဝုန်းကနေဝင်လာချိန်မှာသူတို့ကအောက်ထပ်ကိုရောက်နေကြပြီလေသူတို့ကလှေကားကိုဆက်လှေကားအဖြစ်ကျမ်းပြင်ကိုတော့ trampoline ခုံတဲ့အပြားအဖြစ်ပြောင်းပြီးအဲခန်းတစ်ခုလုံးကိုစိတ်ညို့ပစ်လိုက်တယ်အမေလှေကားကနေဆင်းလာတဲ့အချိန်မှာလှေကားကအပြေးဆက်ဖြစ်သွားတာမို့အမေလည်းလှုပ်ခနဲခုန်ချလိုက်ရတယ်ဒါပေမဲ့ trampoline ကျမ်းပြင်ကအမေကိုအဲခန်းထဲအထိလွင့်စင်သွားစေပြီးကော်စောပေါ်ဝုန်းကနေကျသွားစေခဲ့တယ်ပန်ကာကလည်းလွတ်တက်သွားပြီးအမေဘေးနားမှာလက်ပြတကောင်လိုပြန်ဝဲနေတော့တာပေါ့သူတို့လွန်သွားပြီဆိုတာသိပေမဲ့ဒိုရေးမုန်းကဂယုမဆိုင်နဲ့တော့ဆိုပြီးဖုံဆုပ်ဆက်ကိုပြန်ကားတစ်စီးဖြစ်စိတ်ညို့လိုက်တယ်ပြီးတော့အကူကြီးတောင်းပြီးငိုယိုနေတဲ့အမေကိုပစ်ထားခဲ့ကဖုံဆုပ်ဆက်ပြန်ကားကိုစီးပြီးအပြင်ကိုထွက်လာခဲ့ကြတယ်ကားကွေးတစ်ချက်နဲ့အတူအိမ်ထဲကနေလျှက်စီးလို့အရှိန်နဲ့ထွက်လာခဲ့တာပေါ့ဖုံဆုပ်ဆက်ပြန်ကားကလမ်းတော့လမ်းပေမဲ့ပုံစံကတော့တိတ်မမိုက်ဘူးဒိုရေးမုန်းကကားထင်မကြီးတဲ့နိုဘီတာကိုအရှိန်ကတနာရီ300ကီလိုမီတာတောင်သွားတာကွာဆိုပြီးအော်ငေါက်လိုက်တယ်အရှိန်မြင့်တင်ဆန်းလို့အတန်နဲ့အမိန်ပေးလိုက်တာနဲ့သူတို့တရားပေါ်ကိုလွတ်တက်သွားပြီးဆူနီအိုတို့အဖွဲ့ကိုလိုက်မိသွားတော့တယ်ဖုံဆုပ်ဆက်တစ်လုံးကဒီလောက်ရှိန်ပြင်းပြင်းနဲ့မောင်းနေတာတကယ်ကိုယူချင်စရာပဲဗျာသူတို့မျိုးတဲကိုရောက်တော့ကားလမ်းမအလဲတက်တက်မှာဖုံဆုပ်ဆက်ကိုရက်လိုက်တယ်လူတွေလည်းအန်အောမင်တက်ပြီးဝိုင်းအောင်ကြည့်ကြတာပေါ့နိုဘီတာကတော့ဖုံဆုပ်ဆက်စီးလို့လူလောင်ခံရမလားဆိုပြီးစိုးရိမ်နေပေမဲ့လူအုပ်ကြီးကဒါကိုတကယ်ပြန်ကားလမ်းစားကြည့်လို့ထင်နေကြတာလူအများရဲ့အာယုံစိုက်မှုကိုခံရတော့နိုဘီတာတယောက်ဘဝင်တွေလေထဲပြန်နေတော့တာပေါ့တကယ်တော့စိတ်ညှို့ခံထားရတဲ့ပစ္စည်းတွေကဘေးလူတွေကိုပါထက်ဆင့်စိတ်ညှို့လိုက်တဲ့သဘောပဲလေအဲ့ဒီအချိန်မှာဆူနီအိုတို့လည်းကားရက်လိုက်ကြတယ်ဒါပေမဲ့ဆူနီအိုတို့ကားပေးမှာပို့ပြီးတော့တောင်လမ်းနဲ့ပြန်ကားတစ်စီးလာရက်တာပေါ့အဲ့ဒါကတော့ဒိုရေးမွန်းနဲ့နိုဘီတာတို့ပဲဖြစ်ပြီးဆူနီအိုနဲ့သူ့အကူကတော့မနာလို့ဖြစ်လို့တေတော့မလို့ပဲဒါနဲ့ဒိုရေးမွန်းကလမ်းမကြီးကိုပြန်ကားကွင်းအဖြစ်စိတ်ညှို့လိုက်ပြီးကဲပြန်ကြဆိုပြီးမီနီငိမ့်တာနဲ့ကားနှစ်စီးစလုံးဝုန်းကနေထွက်ခွာသွားကြတယ်ပထမတော့ဆူနီအိုအကူရဲ့ကားကအသာလေးဥဆောင်သွားတယ်ဒိုရေးမွန်းတို့အမိလိုက်တိုင်းအနီရောင်ကားကအရှိန်မြင့်ပြီးထွက်ပြေးသွားတာပေါ့ဒိုရေးမွန်းလည်းမခံချင်စိတ်နဲ့လီဗာကုန်နေလိုက်တော့ဖုံဆုပ်ဆက်ပြန်ကားကသူတို့ကိုဖျက်ကျော်သွားရောအကွာဝေးကျင်းမြောင်းလာတာကိုမြင်တော့ဆူနီအိုအကူလည်းအစွမ်းကုန်မောင်းတော့တာပေါ့ဒါပေမဲ့နှမျောစရာကောင်းတာကဒိုရေးမုန်းကသူ့ရဲ့တကယ်အစွမ်းကိုမတုံးရသေးတာပဲသူကတာဘိုခလုတ်ကိုနှိပ်လိုက်တာနဲ့ဖုံဆုပ်ဆက်ပြန်ကားကများတစင်းလိုရှေ့ကိုပြေးထွက်သွားတယ်ဒါပေမဲ့ဆူနီအိုအကိုရဲ့ကားမှာလည်းလှုပ်ဝက်လက်နဲ့ရှိနေပြန်တယ်အိတ်ဇောဘိုက်ကနေမီးတွေပန်းထွက်လာပြီးအနီရောင်ပြန်ကားကစက္ကန့်ပိုင်းအတွင်းမှာပဲဒိုရေးမုန်းတို့ကားကိုကြော်တက်ပြီးဖုံမုတ်တွေကျွေးခဲ့လေရောနိုဘီတာကနိုင်ကျင်လွန်းလို့အတန်ချက်ဆက်နဲ့အနီရောင်ကားကိုလှမ်းပြီးစိတ်ညှို့လိုက်တယ်နောက်တစ်စက္ကန့်မှာပဲကားကြီးက brake အုပ်ပြီးရပ်တန့်သွားကနောက်ဖုံးပွင့်သွားပြီးလမ်းလဲလဲတဲ့အလုတ်သမားနှစ်ယောက်ကအမိုက်တွေကိုအထဲထဲကိုကောက်ထည့်ကြတော့တယ်အဲ့ဒီနောက်မှာတော့တရက်ကွက်လုံးကလူတွေကသူတို့ရဲ့အမိုက်တွေကိုအဲ့ဒီအနီရောင်ပြန်ကားထဲလာပစ်ကြပါလေရောနောက်ဆုံးတော့အဲ့ဒီအလန်းစားပြန်ကားကြီးဟာအမိုက်ကားတစ်စီးဖြစ်သွားရရှာပါတော့တယ်